Hello မင်္ဂလာပါမြန်မာနေပြည်တော် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် Okay မိတ်ဆွေကထိုင်းနိုင်ငံမှာအလုပ်လာလို့ရဆိုရှင်အလုပ်လုပ်လို့ဆိုရင်မိတ်ဆွေမှာထူးမန်းကြီးအကောက်ရှိတယ်ထူးမန်းကြီးကိုအသုံးပြုတယ်ဆိုရှင်မိတ်ဆွေတို့သိတဲ့သူများရှိသူမသိတဲ့သူများလည်းရှိတဲ့အတွက်မသိတဲ့သူမသိတဲ့သူတွေအတွက်အချက်လေးတွေကိုကျွန်တော်ကမျှဝေမှာဖြစ်ပါတယ်ဒီမြန်မာပြည်သူငွေလေးမဆိုနေရတော့နှိပ်ပြီးတော့ဒီမှာမြန်မာနိုင်ငံကိုကျွန်တော်ယူရမယ်ဒါဆိုရှင်တော့ကျွန်တော်တို့ဒီမှာတာမြန်မာပြည်ငွေလို့ရတယ်ဒီနေ့ဆိုရှင်ဒီနေ့8ရက်ဆိုရှင်ဒီမှာတသိန်းကို990နဲ့9ဘတ်ရှိပါတယ်เนาะဒါဆိုရှင်ဝန်ဆောင်ကအပီးစီကျွန်တော်လွှဲလို့ရတယ်ဒီလိုမျိုးလဲလွှဲလို့ရတယ်ပြီးတဲ့အခါကျရှင်မိတ်ဆွေကဒီမှာထူးမန်းနီးမှာကျွန်တော်တို့ဖုံးပေဖြည့်လို့ရတယ်ဗျာမြန်မာဖုံးပေဖြည့်လို့ရတယ်ထိုင်းဖုံးပေဖြည့်လို့ရတယ်နော်7-11မှာကျွန်တော်တို့ထူးမန်းနီးကနေပြီးတော့ကျွန်တော်တို့ဈေးဝယ်လို့ရတယ်ပတ်စံချင်းပြီးဈေးဝယ်လို့ရတယ်ဖုံးဝယ်ဖြည့်လို့ရတယ်ဒီမှာထိုင်းဖုံးဝယ်ဖြည့်မလားမြန်မာဖုံးဖြည့်လားမိတ်ဆွေကြိုက်တဲ့ဖုံးလုံးမဖြည့်လို့ရတယ်ပြီးတဲ့အခါကျချင်းမိတ်ဆွေကဒီမှာဒီထက်နော်ထုံးမှုဖြည့်လို့ရတယ်မြန်မာဖုံးဝယ်ဆိုရင်ဒီမှာ AR 12ကတော့ကျွန်တော်တို့ပတ်ကစ်ပဲရတယ်နော်ဖုံးပြီးတော့ဖြည့်လို့မရသေးဘူးဒီမှာမြန်မာဖုံးပြီးဆိုရင်ကျွန်တော်တို့ဒီမှာ MPT ရမယ်မိုက်တဲရမယ်အတွန်ရမယ် Audio ရမယ်မြန်မာဖုံးပြီးဖြည့်လို့ရတယ်မြန်မာဖုံးပြီးဆိုရင်ကျွန်တော်တို့ဒီမှာဖုံးပြီးဖြည့်မယ်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ခဏဆောက်ပါနော်လှုပ်ဆောင်နေတယ် Okay ဒီမှာကျွန်တော်ဖုန်းနံပါတ်ရိုက်ထည့်လိုက်မယ်ပြီးတဲ့အခါကျကျွန်တော်တို့ဖြည့်မယ်ဆိုလို့ပမာဏကိုကျွန်တော်ရွေးရမှာဖြစ်တယ်နော်ဒီမှာသူကငွေလဲနှုန်းနဲ့တစ်ပတ်ကို115ကျပ်ပေးတယ်နော်ဒါဆိုရှင်ကျွန်တော်7ဘတ်ဆိုရှင်1150ရမယ် Okay 100ဆိုရှင်11550ရမယ်ဒါကျွန်တော်ရှင်မှာအပြင်ကနေဖြည့်ပြီးရဆိုရှင်တော့100ဆိုရင်11000ပေးတယ်ဒီလိုမျိုးမိတ်ဆွေတို့အပြင်မှာဖြည့်တဲ့ပွဲသားမရှိဘူးဆိုရင်ကို့မှာကိုထူးမန်းနီကောက်ရှိဆိုထူးမန်းနီကောက်လည်းဖြည့်လို့ရတယ်ဒီမှာကိုဖြည့်မဲ့ဖုန်းနံပါတ်လေးရက်ဆက်ထည့်ပြီးတော့ဖြည့်ရုံပဲဒါပေမဲ့ကိုယ့်ရဲ့ထူးမန်းနီကောက်တမှာငွေရှိဖို့တော့လိုရတယ်ဒါကမြန်မာဖုန်းကြီးဖြစ်တဲ့နီးနော်ပြီးတဲ့ခါကျကျွန်တော်တို့ကထိုင်းဖုန်းကြီးဖြစ်မယ်ဆိုရင်ဒီမှာဒီထက်နော်ထိုးမှုနှစ်ခုလုံးကိုကျွန်တော်ရေးလို့ဖြည့်လို့ရတယ်ပြီးရရင်ထိုးမှုကြတော့ကျွန်တော်တို့ဒီမှာထိုးမှုဆိုတာကိုထိုးမှုနဲ့ဒီထက်ကလည်းအင်တာနက်ပါဝယ်ပြီးလို့ရတယ်ဗျာလို့ဝယ်ပေးမလဲဆိုတော့ကျွန်တော်ဒီကိုယ်တိုင်လည်းဝယ်လို့ရတယ်လို့သူများဖုန်းကိုလည်းဝယ်ပေးလို့ရတယ်နော်ဒီမှာကျွန်တော်ဒီထူးမှုဆိုရင်ထူးမှုတစ်ချက်နှိပ်မယ်ဒီမှာတို့ရင်ကျွန်တော်အပေါ်သုံးလေးမှာအခြားသူအတွက်အင်တာနက် package ဝယ်ပေးပြီတဲ့ဆိုတော့နှစ်ချက်နှိပ်လိုက်ပြီးရကြကျွန်တော်ဒီဖုန်းနံပါတ်ရိုက်ထည့်လိုက်နော်ဒီမှာဆန်းပြမယ်ဒီမှာကျွန်တော်တို့ဝယ်ပေးခြင်းနဲ့ဖုန်းနံပါတ်ကိုရထည့်လိုက်ပြီးတော့ဒီမှာကျွန်တော်တို့ရွေးလို့ရပါတယ် packet တွေနော်ဒါကတော့အကောက်ပတ်စံကတော့ကျွန်တော်ရဲ့ထူးမန်းနီအကောက်ကနေပြီးတော့ပဲဖြတ်မှာဖြစ်ပါတယ်နော်ဒီလိုမျိုးလေးဝယ်ပေးရတယ်နော်ဒီကကြကျွန်တော်ရဲ့ဒီထက်ဆိုတဲ့ထုံးနေသူပဲဒီထက်အင်တာနက်ကိုတစ်ချက်နှိပ်မယ်ဒီမှာဆိုရှင်လည်းအတူတူပဲအခြားသူတဝယ်ရန်ဆိုတဲ့နေရာကိုချက်နှိပ်ရတယ်နော်ဒီမှာဖုန်းနံပါတ်ရထည့်မယ်Okay ဒီမှာဒီလိုပဲကျွန်တော်ဒီထက်ဆိုလို့ရှိရင်အင်တာနက်ဝယ်ပေးလို့ရတယ်ဒါကတော့ပတ်စံကြတော့ကိုယ့်ရဲ့ထူးမန်းနီကောက်ပဲဖြတ်မှာဖြစ်တယ် Okay ကျွန်တော်တို့ထူးမန်းနီသုံးနေရဆိုလို့ရှိရင်ကျွန်တော်ဒီမှာအသုံးပြုလို့ရတဲ့နီလာနီလေးတွေကိုကျွန်တော်ကထပ်ဆင့်မျှဝေပေးတာဖြစ်ပါတယ် Okay အားလုံးပဲအဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျမသိတာရှိရင်ကျွန်တော်ရဲ့ဗီဒီယိုက comment မှာမေးထားလို့ရပါတယ်Okay ကျွန်တော်မျှဝေပေးနေတာတော့ဒီလောက်ပါပဲเนาะနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်မင်္ဂလာပါ